မဟာတတိတရားကိုကူဝါစုလာပညာဉာဏ်ချိန်သာတာဝတိနီကောသလမင်းရဲ့ဥယျာဉ်မှာဖရာသခင်အမိန့်တော်တိုင်းမောင်ကလာတိုက်ပြူတဲ့ပြပြူပင်အနိတနေရာဒိဋ္ဌိတို့ကိုနေအောင်မြင်၍ငလန်းသုံးဖွားဖြင့်တာဝရဏနတ်ပြည်သို့ကြွတော်မူလေရာမဟာတတိတရားကိုကူဝါစုလပညာဉာဏ်ချိန်ခါသာဝတိကောသလမင်းရဲ့ဥယျာဉ်မှာဖရာသခင်အမိန့်တော်တိုင်းမောင်ကလာတိုက်ပြူတဲ့ပြပြူပင်ဤတနေရာဒိဋ္ဌိတို့ကိုနေအောင်မြင်၍ငလန်းသုံးဖွားဖြင့်တောင်ရဏနတ်ပြည်သို့ကြွတော်မူလေရာဝါရီတုံးလာအဘိဓမ္မာတရားတော်မြတ်ကိုမွေးကျေးဇူးစကားဟောကြားတော်မူလာနတ်ပြည်မှာတို့နိထာယပူတော်ကဗုဒ္ဓမြတ်ဘုရားသခင်မှာဗုဒ္ဓမြတ်ဘုရားသခင်မှာဝါရီတုံးလာဟောကြားအဘိဓမ္မာဝါရီတုံးလာအဘိဓမ္မာတရားတော်မြတ်ကိုမွေးနေ့ကျေးဇူးစကားဟောကြားတော်မူလာနတ်ပြည်မှာတို့နိထာယပူဇော်ကဗုဒ္ဓမြတ်ဘုရားသခင်မှာဗုဒ္ဓမြတ်ဘုရားသခင်မှာဝါရီတုံးလာဟောကြားအဘိဓမ္မာတဝါမြောက်သောအခါမဟာတတိတရားတစ်ဆယ်ပြည့်တည်ကြိုလာပြီချိန်ခါလက်ဝဲလက်ရာဓမ္မတိဝခလို့သာဗရမ ्या ကောင်းလမ်းမှာရောင်ကြည်တော်6တွေကွန်မြူလာသာတင်ငတ်တာကိုပြီးကြွားမြဲတဝါမြောက်သောအခါမဟာတတိတရားတစ်ဆယ်ပြည့်တည်ကြိုလာပြီချိန်ခါလက်ဝဲလက်ရာဓမ္မတိဝခလို့သာပရမ ्या ကြောင့်နဲ့မှာရောင်ချီတော်6တွေကွန်မြူလာသာတိငတ်တာတို့ပြီးကြွားမြဲထုံမြင်ခွင်ကိုထူးခြားစွာတွေ့မြင်သောအခါကြည်ညိုသရာစေတသိယဖိလာဗုဒ္ဓဘာသာဝင်ဒီမှာဗုဒ္ဓဘာသာဝင်ဒီမှာစီမီမွေးတိုင်းထုံးညီလိုခရီးဦးကျိုးစုကတာဝရိနာပွဲတော်တွင်ပြောကြပြီတာထုံမြင်ခွင်ကိုထူးခြားစွာတွေ့မြင်သောအခါကြည်ညိုသရာစေတသိယဖိလာဗုဒ္ဓဘာသာဝင်ဒီမှာဗုဒ္ဓဘာသာဝင်ဒီမှာစီမီမွေးတိုင်းတွန်းညီလိုပြီးဦးကျုံသောကတာဝရိနာပွဲတော်နှွဲပြောကြလေတာဝရိနာပွဲတော်နှွဲလို့ရှိပြောတော်ကျေးဇူးရှင်ဘုရားတော်ဘုရားကလမ်းညွှန်ပြလို့ခေါ်တ
တာဝရိနာဖွေတော်နှွယ်လို့ရှင်ပြောတော်ကျေးဇူးရှင်ပြတော်ဘုရားလမ်းညွှန်ပြလို့ခေါ်တာဝရိနာဖွေတော်တာဝရိနာဖွေတော်ဝိဇ္ဇာချက်တိလိုက်လိုက်ရှင်ပြောတော်တာဝရိနာဖွေတော်နှွယ်လို့ရှင်ပြောတော်ကျေးဇူးရှင်ပြတော်ဘုရားလမ်းညွှန်ပြလို့ခေါ်တာဝရိနာဖွေတော်နှွယ်လို့ရှင်ပြောတော်ကျေးဇူးရှင်ပြတော်ဘုရားလမ်းညွှန်ပြလို့ခေါ်တာဝရိနာဖွေတော်တာဝရိနာဖွေတော်ဝိဇ္ဇာဆက်ပြီးလိုက်လက်ရှင်ပြောတော်မိဘုံအစီထောနီလိုအလားတွေခေါ်ဒုတ်တို့ရွာရွာစံပြပနာယလို့ကြည့်မဆုံးကတော့မိဘုံအစီထောနီလိုအလားတွေခေါ်ဒုတ်တို့ရွာရွာစံပြပနာယလို့ကြည့်မဆုံးကတော့သူကဲဒီပွဲတော်အိမ်တိုင်းအလားပကြီးဝင်လာတော့မိဘုံအစီထောနီလိုအလားတွေခေါ်ဒုတ်တို့ရွာရွာစံပြပနာယလို့ကြည့်မဆုံးကတော့မိဘုံအစီထောနီလိုအလားတွေခေါ်ဒုတ်တို့ရွာရွာစံပြပနာယလို့ကြည့်မဆုံးကတော့သူကဲဒီပွဲတော်အိမ်တိုင်းအလားပကြီးဝင်လာမောမရှိမိဘနေပြည့်လို့တော်သည်ပြောဘုရားရှင်မြတ်ဖရာကိုဤမှန်လို့တော်မရှိမိဘနေပြည့်လို့တော်သည်ပြောဘုရားရှင်မြတ်ဖရာကိုဤမှန်လို့တော်ဥခိုက်တာသင်ကိုရောရှင်မြတ်လာနဲ့ဗုဒ္ဓကိုပူဇော်မရှိမိဘနေပြည့်လို့တော်သည်ပြောဘုရားရှင်မြတ်ဖရာကိုဤမှန်လို့တော်မရှိမိဘနေပြည့်လို့တော်သည်ပြောဘုရားရှင်မြတ်ဖရာကိုဤမှန်လို့တော်ဥခိုက်တာသင်ကိုရောရှင်မြတ်လာနဲ့ဗုဒ္ဓကိုပူဇော်တောင်းရင်လာပွဲတော်နှွယ်လို့ရှင်ပြောတော်ကျေးဇူးရှင်ပြတော်ဘုရားလမ်းညွှန်ပြလို့ခေါ်တာဝရိနာပွဲတော်နှွယ်လို့ရှင်ပြောတော်ကျေးဇူးရှင်ပြတော်ဘုရားလမ်းညွှန်ပြလို့ခေါ်တာဝရိနာပွဲတော်တာဝရိနာပွဲတော်ဝိဇ္ဇာချက်ပြဆိုင်နေရှင်ပြောတော်မိဘုံအစီထောနီလိုအလားရီခေါ်ဒုတ်တို့ရွာရွာစံပြပနာယလို့မဆုံးတော့မိဘုံအစီထောနီလိုအလားရီခေါ်ဒုတ်တို့ရွာရွာစံပြပနာယလို့မဆုံးတော့သူကဲဒီပွဲတော်အိမ်တိုင်းအလားပကြီးဝင်လာမောမရှိမိဘနေပြည့်လို့တော်သည်ပြောဘုရားရှင်မြတ်ဖရာကိုဤမှန်လို့တော်မရှိမိဘနေပြည့်လို့တော်သည်ပြောဘုရားရှင်မြတ်ဖရာကိုဤမှန်လို့တော်ဥခိုက်တာသင်ကိုရောမရှိမိဘနဲ့ဘုရားကိုရော